မင်္ဂလာပါရှင်သမီးနာမည်ကဟွိပြီးဖြစ်ပါတယ်စကိုင်းတိုင်းကလေးမျိုးကနေလာရောက်ရှင်ပြရဖြစ်ပါတယ်ရှင် သမီးနာမည်ပါလဲ ဟွိပြီး ဘယ်ကနေလာပြန်လာလဲသမီး ကလေးမျိုးစကိုင်းတိုင်းကနေရှင် ဟောကလေးမျိုးကနေဟုတ်ပါပြီအဝေးလာတာပေါ့ ဒါပေမဲ့အခုလက်ရှိတော့ဒီရန်ကုန်မှာပဲရှင် အော်ရန်ကုန်မှာပဲနေတယ်အော်ဒီပြိုင်ပွဲကျတော့သမီးကကြိုရောက်နေတာပေါ့ ဟုတ်တယ်ရှင် ဒါပို့ပြီးတော့အဆင်ပြေတာပေါ့နော်သမီးအမေဖေရောပါလာလား ဟုတ်အမေနဲ့ရှင် အော်အမေနဲ့ဟုတ်ပါပြီသမီးကအနုပညာကိုယူသွတ်တယ်ပေါ့ဟုတ်လားဟုတ်လားယူသွတ်မအောင်ယူသွတ်မအောင်အမြင်လာလေသမီးရဲ့နော်โอเคသမီးဆိုမဲ့တဲ့ချင်းလေးကိုချစ်နေပြောပါဦး အကြကိုရိုင်းရေးဆက်တီဆိုထားတဲ့ဟို easy on me ဆိုတဲ့တခြင်းပါရှင် โอเคအမလီသမီးတို့ကတကယ်တချင်းကြီးတွေနော်There ain't no gold in this river that I've been washing my hands in forever. I know there is hope in these waters, but I can't bring myself to swim when I am drowning in this silence, baby. Let me go easy on me, baby. I was still a child, didn't get the chance to feel the world around me. I was still a child, didn't get the chance to feel the world around me. I was still a child, didn't get the chance to feel the world around me. I was still a child, didn't get the chance to so go easy. ဟုတ်ပါပြီသမီးကဒီအဒဲလ်လေးကလေအရာဆိုရခဲ့တဲ့ချမ်းလေးကိုသမီးဆိုနိုင်တယ်နော်တော်တော်လေးလဲသမီးရဲ့အဆင့်ကိုချစ်ငယ်သိရပါတယ်တော်တော်လေး talent ရှိရဲ့ဆိုတက်နေတယ်ဘယ်မှာကြီးဆိုသေးလဲသမီးတခြား ဖျားเจ้าမှာတော့အဲ့လိုဆိုဖြစ်တယ်ရှင် ဆိုနေကြပေါ့နော်သမီးနော် ဟုတ်တယ်ရှင်ဟုတ် ဆိုနေကြပေါ့အဲ့တော့သမီးကတချင်းနဲ့မစိမ့်ဘူးလေနော်ပြိုင်ပွဲတွေလည်းဝင်ဘူးလား ပြိုင်ပွဲကတော့တစ်ခါဒီအခုမှပဲရှင် ဝင်ဘူးတာပေါ့နော်ဟုတ်ပါပြီသမီးလေးနော်သမီးရဲ့အတန်လေးရောပါဝါလေးရောတအားကောင်းပါတယ်အဲ့တော့သမီးကိုတကယ်လို့ချစ်ကြရမရွေးဘူးဆိုရင်သမီးဘယ်လိုခံစားမလဲ စဉ်းစားရတော့နည်းနည်းခက်တယ်ရှင်ဒါပေမဲ့သမီးဒီမပြိုင်ခင်ကြရပေါ့နော်ဘာပဲရပေါ့ယုံကြည်လို့ပြော ယုံကြည်တယ်ပေါ့နော်ရွေးမယ်ဆိုရင်ရော dream မဲ့ဆိုရင်တော့သမီးဒီမြန်မာ star တော့သမီးရဲ့အတွက်အိမ်မက်အကောင်အထည်လို့အဲ့လိုတခုဖြစ်တဲ့အတွက်ဟုတ်တယ်ရှင်ဟုတ် သမီးတဲ့တော်တဲ့လူတွေဒီမှာရှိနေတဲ့ဆိုရင်ရောသမီးဘယ်လိုခံစားရမလဲ သမီးချက်ကြိုးစားရမယ် ဟုတ်ပြီနော်တိုက်ကြိုးစားမှာဟုတ်ပါပြီโอเคအဲ့ဒါဆိုရင်သမီးကတော့ထပ်ပြီးကြိုးစားအောင်မယ်နော်ထပ်ပြီးကြိုးစားရအောင်မယ်ဒီအစ်စ်မှာတော့သမီးနေလို့မရသေးဘူးအများကြီးတော်တဲ့လူတွေရှိနေတာဟုတ်တယ်မလားသမီးတို့စိတ်ဓာတ်တွေကျသွားမှာဆိုလို့ချင်ကြရနော်အရန်တော်တဲ့လူအများကြီးပဲ force ရောပေါ့တကယ်တော်တဲ့ဟာမင်းတွေကချစ်ကြတွေးရတယ်အဲ့တော့သမီးတစ်ခုခုဆိုရင်သမီးရှင်ပြိုင်တဲ့အခါမှာသမီးကိုဒီချာမှာကွာရှင်ပြိုင်တဲ့အချိန်ကာလမှာဆိုရင်သမီးအများကြီးရင်ဆိုင်ရမယ်လေပြိုင်ဆိုင်မှုတွေအဲ့ဒါနေသမီးခါတိုင်းမှာလား ဟုတ်သမီးဝါဒနာဆိုတော့ဟုတ်တယ်ရှင်ခံနိုင်မယ်ရှင် ခါနိုင်မယ်နော်အစိုးအကောင်းဆိုတော့ရှိစမြဲပဲနော်အဲ့ဒီဓာတ်နေခါနိုင်မှာအနုပညာလောကတွေဝင်လို့ရတယ်လေနော်အပြိုင်ဆိုင်တဲ့အများကြီးရှိတယ်ကိုယ့်ထက်သားတာလည်းရှိမယ်ကိုယ့်ထက်နှိမ့်တာလည်းရှိမယ်ဒန်းတူတွေလည်းရှိမယ်အဲ့တော့သမီးအရာ stress တွေပြီးသွားရင်သမီးဒီလောကရင်သမီးပြောမှာမဟုတ်ဘူးအဲ့တော့
ချက်ကသမီးကိုရဖို့ခေါ်တဲ့မခေါ်တဲ့စဉ်းစားရတာပေါ့နော်မခေါ်တော့ဘူးဆိုရင်ရော ခေါ်တော့ဦးဆိုရင်သမီးဒီထက်ကောင်းအောင်တော့စူးစမ်းရအောင်မဲဆိုတဲ့ပေါ့ အတွေးလေးရှိတာပေါ့နော်โอเคဟုတ်ပါပြီအဲ့ဒါဆိုရင်တော့သမီးကိုဒီမြန်မာစတာဒီအခုရွေးချယ်တဲ့အစ်စ်မှာသမီးကိုချစ်ငယ်ကခေါ်ဆောင်သွားမှာပါ ကျေးဇူးတင်ပါတယ်ရှင်